အားလုံးပဲမင်္ဂလာပါရှင်ဒီကောက်မှာတော့မနက်စာအဖြစ်ရေနွေးချမ်းလေးနဲ့လိုက်ပတ်တဲ့စီတမင်းလုပ်နည်းလေးကိုလုပ်သွားမှာဖြစ်ပါတယ်ကြည့်ရှုပေးပါအောင်ရှင်ပထမအဦးဆုံးအနေနဲ့ကောင်းကျင်းဆန်ကိုနိုးစီဘွက်နှလုံးစာသုံးပေးထားပါမယ်ပြီးရင်တော့ကောင်းကျင်းဆန်ကိုရေသေးချပြအောင်လို့ဆေးပေးထားပါမယ်ရေဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ရေတန့်လေးနဲ့စိမ်ပေးထားပါမယ်ရေတန့်နဲ့ကတော့မိနစ်30နာရီဝက်လောက်စိမ်ပေးထားပါမယ်စီချက်ဖို့အတွက်ကြက်သွန်အဖြူကိုအနီရောသုံးပေးပါမယ်ပြီးသွားရင်တော့စီကိုရင်ထည့်ပါမယ်စီကတော့နည်းနည်းများလေးထည့်ပေးပါမယ်စီချက်လို့ပိုတဲ့စီလေးနဲ့ပဲပေါ့နော်ကောင်းညင်းကိုလည်းအသုံးပြုမှာမလို့ပါပြီးသွားလို့ရှိရင်တော့လီးထားတဲ့ကြက်သွန်ဖြူနီလေးတွေကိုထည့်ပေးပါမယ်ပြီးရင်တော့နနွေးမုတ်လေးထည့်ပေးပါမယ်ပြီးရင်တော့မှွေပေးပါမယ်စီချက်မတူးအောင်လို့ပါပြီးရင်တော့စီချက်အဖက်ကလေးတွေကြီးပဲကိုရွေးပြီးတော့မှစီစစ်ပြီးတော့ဆယ်ပေးပါမယ်အခုဆိုလို့ရှိရင်တော့စီချက်ဖက်လေးရပါပြီစီချက်ချက်ထားတဲ့စီလေးနဲ့ပဲကောင်းညင်းကိုလည်းပြန်တဲမယ်ပေါ့နော်ကောင်းညင်းဆန်လေးတွေကိုရေသေးချစစ်ပြီးတော့မှထည့်ပေးပါမယ်ပြီးပြီဆိုလို့ရှိရင်တော့မီးအားနည်းနည်းနဲ့ပဲပေါ့နော်ဒီမှာတော့မီးအား100လောက်သုံးထားပါတယ်မီးအားနည်းနည်းနဲ့ပဲအပေါ်အောင်မကတ်အောင်လို့မှွေပေးပါမယ်ဒီအိုးကကြတော့လေမကတ်အိုးမဟုတ်တဲ့အခါကျတော့ကတ်တာတော့ရှိတယ်ပေါ့နော်ကတ်တာလေးတွေတော့ရှိပါတယ်ပြီးသွားရင်တော့ရေရလေးဒီမှာဇာတူသုံးရတယ်ကောက်ညင်းဟာနိုးစီကွက်နဲ့2ခွက်စာဆိုလို့ရှိရင်ရေရလည်းနိုးစီကွက်2ခွက်စာလောက်သုံးရတယ်ပေါ့နော်ဒီမှာတော့ရေရ900မီလီနဲ့သုံးရပါတယ်မီးအေးလေးနဲ့ပဲအဲ့လိုမျိုးရေကို double တည်းမထည့်ဘူးထည့်လိုက်မှွေလိုက်လုပ်ပေးရပါတယ်ပြီးရင်နနွဲမုတ်ထည့်ပါမယ်အယောင်အတွက်နနွဲမုတ်ထည့်တာပေါ့နော်ပြီးတော့အဲ့ဒီအယောင်အတွက်ထည့်ထားတဲ့နနွဲမုတ်ရဲ့အနံ့ကြီးအရန်မစူးအောင်လို့လဲမှွေပေးရတယ်တေချာလေးမှွေပေးတော့မှသူ့ရဲ့နနွဲနှံ့ကြီးမကြမ်းခဲ့တာပေါ့နော်ပြီးရင်တော့ရေလေးထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့နည်းနည်းလေးနှက်ထားမယ်ပေါ့နော်မိနစ်20လောက်အဖုံးအုပ်ပြီးတော့နှက်ပေးထားပါမယ်ပြီးရင်အပေါ်အောက်ကလေးလဲဂျားထဲမှာလှန်ပေးရတယ်ပေါ့နော်အပေါ်အောက်အနက်ညီသွားအောင်လို့လှန်ပေးရပါတယ်ဒီလိုအနေထားဆိုအပေါ်အောက်လှန်လို့ရပြီပေါ့နော်ပြီးသွားရင်ဒါကတော့အပေါ်အောက်လှန်ပေးထားတဲ့အနေထားလေးပါအခုဆိုလို့ရှိရင်တော့ကောင်းညင်းဆန်လေးရပြီပေါ့နော်အနှမ်းညီသွားပြီဆိုတော့ချလို့ရပါပြီပြီးရင်တော့စီတမင်းနဲ့တွဲစားဖို့အတွက်အာပြဲချောက်လေးကိုရေဆေးတန့်စင်ပြီးတော့မှခေါင်းလေးတွေခုတ်ပေးထားမယ်ပြီးသွားလို့ရှိရင်တော့အာပြဲချောက်လေးကိုဖုတ်ဖို့အတွက်ပေါ့နော်ဒါကိုအရင်ဆုံးကြပွေလေးနဲ့ထုပေးပါမယ်ဒီမှာတော့မီးရလေးလောက်ထားပြီးတော့မှအာပြဲချောက်ကိုဖုတ်ပေးပါမယ်အာပြဲချောက်ကိုဟိုဘက်ဒီဘက်လှန်ပေးရတယ်ပေါ့နော်ငါချောက်ကလေးကိုကတော့ပြီးသွားလို့ရှိရင်တော့အရင်တဲစရာမလိုသူအငွေလေးထွက်လာပြီးတော့အနံ့လေးမှုေးလာပြီဆိုရင်ချလို့ရပြီပေါ့နော်အရင်တဲရင်ကြတော့တူးသွားမှာဆိုလို့ပါငါချောက်ဖုတ်ထားတဲ့ဟာလေးတွေကိုအလဲလေးတွေကိုခွဲပေးပါမယ်ခွဲလို့မရတဲ့ဟာမျိုးပေါ့နော်တချို့နည်းနည်းလေးအကျိုးမှာဝါတယ်ဖုတ်တာနည်းနည်းလေးကြာဝါတဲ့ဟာလေးတွေကြတော့လေဒီတိုင်းလေးပဲထားလို့ရတယ်ပေါ့နော်ကျွတ်လေးစားလို့ရတာဆိုတော့ပြီးတော့အဲ့ငါ6ဖုတ်လေးကလေချိုပြီးတော့မှဖုတ်ထားတာဆိုတော့ပို့ပြီးအချိုဓာတ်ကစူးတယ်ပေါ့နော်ချိုပြီးတော့မှစားပေါ်လေးနဲ့ဆိုတော့စီတမင်းလေးနဲ့လိုက်ဖက်ပါတယ်ပြီးသွားရင်တော့နှမ်းနှောင်းလုပ်ဖို့အတွက်ကိုနှမ်းလေးတွေကိုအရင်ထည့်ပေးပါမယ်ပြီးရင်တော့စားကိုထည့်ပေးပါမယ်ပြီးရင်တော့နှမ်းလေးတွေကိုလှော်ပေးပါမယ်မီးလေးနဲ့ပဲလှော်ပေးမယ်ပေါ့နော်အရန်အကြာကြီးလည်းလှော်စရာမလိုပါဘူးအနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ချလို့ရပါပြီပြီးသွားလို့ရှိရင်တော့လှော်ထားတဲ့နှမ်းလေးတွေကိုထောင်းပေးပါမယ်အရန်ညံ့ညက်ကြီးလည်းဒီမှာတော့မထောင်းဘူးပေါ့နော်အနှဲငယ်လောက်ပဲထောင်းပေးပါတယ်ပြီးသွားလို့ရှိရင်တော့ဒီမှာစီချက်ကလေးတင်ပါမယ်စီတမင်းနဲ့တွဲစားဖို့စီချက်ကလေးတင်မယ်ဒါကတော့ပဲပြုတ်ကတော့စရောပဲပြုတ်ကတော့ဒါဈေးရောက်ဝယ်လာတဲ့ဟာလေးပေါ့နော်ပြီးသွားလို့ရှိရင်တော့ဖုတ်ထားတဲ့ငါ6ဖုတ်လေးတွေကိုထည့်ပါမယ်ပြီးရင်တော့စောစောကလော်ထားတဲ့နှမ်းတောင်းလေးပေါ့နော်နှမ်းတောင်းလေးထည့်ပါမယ်အခုဆိုလို့ရှိရင်တော့စားလို့ကောင်းပြီးတော့မှအနံ့ရတာနဲ့ပြည့်စုံတဲ့စီတမင်းအီလေးကိုရပါပြီငါ6ရဲ့အချိုဓာတ်လေးရဲ့ပြီးတော့စီချက်ကမှုေးတဲ့အနံ့လေးရဲ့ပေါ့နော်ပဲပြုတ်ကအီလေးရဲ့စားတောင်းစိမ့်စိမ့်လေးရဲ့အရန်စားလို့ကောင်းပါတယ်ပြီးတော့ရေနွေးချမ်းလေးနဲ့ဆိုတော့ဒီမနက်ခင်းလေးကအရန်ပြည့်စုံသွားပြီပေါ့နော်
အခုဆိုလို့ရှိရင်တော့တကယ်ကိုစားလို့ကောင်းတဲ့စီတမင်းအီလေးကိုရပြီပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်လှူစားကြည့်လို့လည်းအဆင်ပြေကြပါစေနော်